အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Toyota ကားကုမ္ပဏီရဲ့စိတ်ဝင်စားစရာအချက်40ကိုစူးစီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နံပါတ်1 Toyota လို့အမည်ပေးထားတဲ့မြို့တစ်မြို့ဂျပန်နိုင်ငံမှာ Toyota လို့အမည်ပေးထားတဲ့မြို့တစ်မြို့တကယ်ရှိပါတယ်1959ခုနှစ်မှာခိုရိုမိုမြို့ကနေ Toyota မြို့ဖြစ်ပြောင်းလဲခဲ့တာဒီလိုပြောင်းလဲတာဟာ Toyota ကဖန်တီးပေးခဲ့တဲ့အလုပ်ကိုင်တွေအတွက်ကျေးဇူးတင်ကြောင်းဖော်ပြရတဲ့နည်းလမ်းတစ်ခုပါပဲနံပါတ်2ကမ္ဘာအရောင်းအားဆုံးကားပြင်းပြအဖြစ်28စက္ကန့်တိုင်းမှာ Corolla ကားတစ်စီးရောင်းထွက်နေပါတယ်။ဒါကြောင့် Corolla ဟာတမိုက်တစ်လျှောက်ရောင်းအားဆုံးကားဖြစ်နေတာပါ။နံပါတ်3လမ်းပေါ်က Toyota များလွန်ခဲ့တဲ့နှစ်20အတွင်းထုတ်လုပ်ခဲ့တဲ့ Toyota ကားတွေရဲ့80ရာခိုင်နှုန်းဟာဒီနေ့အထိလမ်းပေါ်မှာရှိနေပါသေးတယ်တဲ့။နံပါတ်4 Toyota ရဲ့ပြန်တန်းနိုင်သောကား Toyota ဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းကပြန်တန်းနိုင်တဲ့ကားတွေမှာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။အခုဆိုရင်လျှက်စစ်စွမ်းအင်သုံး10မိုင်မောင်းနေနိုင်တဲ့ဒေါ်လာ 1.5 သန်းတန် Skydrive လို့ခေါ်တဲ့ပြန်တန်းနိုင်တဲ့ကားအတွက်ပါရမှုတွေစတင်နေပြီလို့ကြေညာထားပါတယ်။နံပါတ်5 LS ရဲ့ခလုတ်ဆန်းသက်သူပထမဆုံးလက်ဆက်ဖြစ်တဲ့ Original LS ကိုဖန်တီးတုန်းကခလုတ်တစ်ခုချင်းစီကိုဆန်းသက်ဖို့လူတစ်ယောက်ကိုငှားရမ်းခဲ့ပါတယ်။ဒီလူဟာလက်သက်အတု3စုံကိုတောင်ယူဆောင်ပြီးခလုတ်တွေရဲ့ခန်းစားမှုကအမျိုးသားအမျိုးသမီး2မျိုးလုံးအတွက်တင့်လျော်ရလားဆိုတာကိုသေချာစစ်ဆေးခဲ့ရပါတယ်။နံပါတ်6မူလအမည်နဲ့လုပ်ငန်းToyota ကိုမူလက Toyota လို့ခေါ်ပြီးအထည်လိပ်လုပ်ငန်းဖြစ်စတင်ခဲ့တာသူတို့ရဲ့ပထမအဆုံးကားကို1935ခုနှစ်ထိမထုတ်လုပ်သေးပါဘူးနံပါတ်9 Toyota logo ရဲ့အဓိပ္ပာယ် logo တဲကအတွင်းဘဲဥပုံတစ်ခုကဖောက်သည်ရဲ့နှလုံးသားနဲ့ကုမ္ပဏီရဲ့နှလုံးသားကိုကိုးစားပြုပြီးအပြန်အလှန်အကျိုးပြုတဲ့ဆက်ဆံရေးကိုဖော်ပြပါတယ်အပြင်ဘဲဥပုံကတော့ကဘာကြီးက Toyota ကိုပွေ့ဖက်ထားတာလို့ဆိုလိုပါတယ်ဒါမှမဟုတ်ပူပြီးရိုးပြောရရင်တော့ Toyota ဆွဲစလုံးအားလုံးကိုပေါင်းစပ်ထားတာလို့လည်းဆိုနိုင်ပါတယ်နံပါတ်8မိသားစုစီးပွားရေး Toyota ဟာမိသားစုလုပ်ငန်းဖြစ်ဆက်လက်တည်ရှိနေစေလက်ရှိ CEO ဖြစ်တဲ့ Akio Toyoda တည်ထောင်သူ Sakichi Toyoda ရဲ့တိုက်ရိုက်သားမိဖြစ်ပါတယ်နံပါတ်9 Supra logo ရှိ S Supra logo တွေက S ပုံစံကိုဂျာမနီနိုင်ငံနူဘာနီပြိုင်ခွင့်ရဲ့နာမည်ကြီး S ကွေလိုပုံစံဖန်တီးထားပါတယ်နံပါတ်10အမြန်ဆုံး Toyota GR Supra ဟာ Toyota ရဲ့ဒုတိယမြောက်အမြန်ဆုံးကားဖြစ်ပါတယ်။ပထမဆုံးအမြန်ဆုံးကားကတော့ GT1 ဖြစ်ပြီးအမြန်ဆုံးမြန်နှုန်းတနာရီမိုင်230ရှိပါတယ်။နံပါတ်7ဂျပန်မှာပဲရောင်းတဲ့ကားဒီချစ်စရာကောင်းတဲ့ကိုပန် GR Sport ဟာရှေ့ဘင်းရန်ကားမိုးဖွင့်နိုင်တဲ့အပေါ်စားမန်နျူရယ်စပေါ်ကားဖြစ်ပြီးဂျပန်မှာပဲရောင်းချပါတယ်။နံပါတ်7လက်ဆက်တကားပိတ်တံလက်ဆက်ရဲ့ acoustic engineer တွေဟာသူတို့ရဲ့တကားတွေပိတ်တဲ့အခါပြည့်စုံတဲ့အတန်ထွက်အောင်လုပ်ဆောင်နိုင်မှုအတွက်အာရုံကြောသိပ္ပံပညာရှင်တွေနဲ့ပူးပေါင်းခဲ့ပါတယ်နံပါတ်73 Toyota 2000 GT ဒီကားလေးဟာ Toyota Grand Tour ကားမရှိတဲ့အတွက်ကြောင့် Yamaha ဟုတ်ပါတယ်မော်တော်ဆိုင်ကယ်ထုတ်လုပ်တဲ့ Yamaha နဲ့စာချုပ်ချုပ်ပြီးဒီဇိုင်းဆွဲကပူးပေါင်းထုတ်လုပ်ခဲ့တဲ့ကားနံပါတ်14 James Bond ရဲ့2000 GT ဒီကားဟာလည်း2000 GT ပါပဲဒါပေမဲ့1968ခုနှစ် James Bond ရုပ်ရှင် You Only Live Twice မှာအသုံးပြုခဲ့တဲ့ကားမိုးဖြုတ်ထားတဲ့ convertible နှစ်စီးတွေကတစ်စီးဖြစ်ပါတယ်တရုတ်ဆောင်ရှောင်းကွန်နတီကကားထဲမှာမဆက်နာကြောင်း Toyota ကနှစ်ပတ်အကြာမှာမိုးဖြုတ်ပြီးကွန်မာတီပဲဖြစ်ပြောင်းလဲပေးခဲ့တာနံပါတ်15တီထောင်သူအမေရိကန်ခီးစဉ် Toyota ကိုစတင်တီထောင်သူ Kiichiro Toyoda ဟာပထမဆုံးကားမထုတ်လုပ်ခင်6နှစ်လို့1929ခုနှစ်မှာအမေရိကန်ကားတွေဘယ်လိုထုတ်လုပ်လဲဆိုတာကိုလေ့လာဖို့အမေရိကန်ကိုတောက်ခဲ့ပါတယ်သူက Dodge နဲ့ Chevy ကိုသဘောကျပြီးအဲ့အရာတွေကိုအတူယူကဂျပန်မှာ Model A ကိုဖန်တီးခဲ့ပါတယ်နံပါတ်16 Supra ရဲ့ brake ဆန်ချိန်1998ခုနှစ်မှာ Mach 4 Supra ကိုစမ်းသပ်ခဲ့ရမှာတနာရီမိုင်80ကနေရပ်တန့်မှုအတွက်45မီတာပဲလိုအပ်ခဲ့ပါတယ်။ဒါဟာ2004ခုနှစ်မှာ Carrier GT ရောက်လာတဲ့အထိစံချိန်တစ်ခုဖြစ်တည်ရှိခဲ့ပါတယ်။နံပါတ်19ပထမဆုံး hydrogen cell က Toyota ဟာ Toyota Mirai လို့ခေါ်တဲ့ hydrogen cell လောင်စာသုံးယာဉ်ကိုစီးပွားဖြစ်ရောင်းချတဲ့ပထမဆုံးကားထုတ်လုပ်သူဖြစ်လာပါတယ်။နံပါတ်18ကနေဒါစမ်းသပ်မှုကနေဒါဈေးကွက်အတွက်ပြင်ဆင်မှု Toyota Corolla ကို1968ခုနှစ်ဆောင်းရာသီမှာတနိုင်ငံလုံးကိုဖျက်ပြီးမောင်းနှင်ခဲ့ရပါတယ်။ကနေဒါရာသီဥတုနဲ့တင့်လျော်မှုရှိမရှိသိကြစေဖို့ဖြစ်ပါတယ်။နံပါတ်19ထုတ်လုပ်မှုအချိန်ဒီနေ့ခေတ်မှာ Toyota ကားတစ်စီးဟာထုတ်လုပ်ရေးလိုင်းကနေ3စက္ကန့်တိုင်းမှာလှိမ့်ထွက်လာနေပါတယ်။နံပါတ်20မသေးနိုင်တဲ့ Hilux Toyota Hilux ဟာမသေးနိုင်တဲ့ကားဖြစ်နာမည်ကြီးပါတယ်။တော့ကီယာဒီကားကိုတကယ်ဖျက်ဆီးဖို့ကြိုးစားခဲ့ပါတယ်။အဆောက်အအုံပေါ်တင်ပြီးဖြိုချခဲ့ပြီးမြဲကားကပြန်နှိုးပြီးမောင်းလို့ရနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရဲရင်ဘော်ကပြစ်ချမှာအသေးခံသွားခဲ့ပါတယ်။နံပါတ်21မိုဘိုင်းကွန်များ2016ခုနှစ်မှာတင် Toyota ဟာအမေရိကန်မိုဘိုင်းကွန်1500ကျော်ရရှိခဲ့ပြီး
Apple လိုကုမ္ပဏီနဲ့အတူဝိုင်ခွင့်စုချီးမြှင့်မှုထိပ်တန်း20ဆင်းမှာပါဝင်ခဲ့ပါတယ်နံပါတ်22 Australia ရောင်းအား Toyota ဟာ Australia နိုင်ငံမှာ25နှစ်ဆက်တိုက်ရောင်းအားဆုံးကားအမှတ်တရဖြစ်နေပါတယ်နံပါတ်23 Australia ကိုပေးတဲ့စု Australia ကိုသစ္စာရှိမှုအတွက်စုအဖြစ် TRD က Orient TRD လို့ခေါ်တဲ့ Camry ကားကိုနာမည်ပြောင်းပြီးပေးခဲ့မှုပါတယ်ဒီကားမှာမြင်းကောင်ရည်320ထုတ်ပေးနိုင်တဲ့ Supercharged 3.5 liter V6 အင်ဂျင်ပါဝင်ပါတယ်နံပါတ်24 Land Cruiser ရဲ့ပထမဆုံးဝယ်သူဂျပန်ရဲတပ်ဖွဲ့ဟာ1952ခုနှစ်မှာ Land Cruiser ကိုကင်းလှည့်ယာဉ်ဖြစ်လက်ခံခဲ့တဲ့ပထမဆုံးဝယ်သူဖြစ်ပါတယ်ဂျစ်နဲ့လုံးဝမတူအောင်လုပ်ပေးဖို့ Toyota ကိုအထူးမှာကြားခဲ့တာနံပါတ်25နှစ်စဉ်ကားထုတ်လုပ်မှု2013ခုနှစ်မှာ Toyota တစ်နှစ်အတွင်းကားအစီးရေ10 သန်းကျော်ထုတ်လုပ်နိုင်ခဲ့တဲ့ပထမဆုံးမော်တော်ကားကုမ္ပဏီဖြစ်လာခဲ့ပါတယ်နံပါတ်26ကမ္ဘာစံချိန်တင်ခီးသွားများ1984ခုနှစ်မှာဆွစ်ဇာလန်ကအီမီနဲ့လီလီယာနာရှ်ပစ်စီနီမောင်နာဟာသူတို့ရဲ့ကမ္ဘာအနှံခီးသွားမဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့1982ခုနှစ်ထုတ် Land Cruiser ကိုဝယ်ယူခဲ့ပါတယ်သူတို့ဟာ35နှစ်ဇက်တိုင်းမိုင်4,600ခီးသွားခဲ့ပြီးကားတစ်စီးထဲနဲ့နိုင်ငံအများဆုံးလေပတ်မှုအတွက်ကမ္ဘာစံချိန်တင်ခဲ့ပါတယ်နံပါတ်29ကုလသမဂ္ဂရဲ့ Land Cruiser များကုလသမဂ္ဂဟာ Toyota Land Cruiser ကိုအများဆုံးအသုံးပြုသူတွေကတခုဖြစ်ပါတယ်ဒီကားတွေကိုစပိန်နိုင်ငံ Toyota Gibraltar လို့ခေါ်တဲ့လျှို့ဝှက်ဆိုင်ုံမှာထုတ်လုပ်ပါတယ်နံပါတ်28 Highland ရဲ့အထိပ် Highland ဆိုတာ High Luxury လို့အဓိပ္ပာယ်ရပါတယ်တကယ်စင်ကန်ကားတော့မဟုတ်ပါဘူးဒါပေမဲ့ဒီကားမြောက်ဝင်ရိုးစွန်းနဲ့တောင်ဝင်ရိုးစွန်းနှစ်ခုစလုံးကိုရောက်ဖူးပါတယ်နံပါတ်29 Iron Pit လို့အမည်ရတဲ့ Land Cruiser 55 စီး Land Cruiser ကိုရုပ်ဆိုးလို့တန်ဝက် The Iron Pit လို့နာမည်ပြောင်းပေးခဲ့ကြပါတယ်လက်ဆက်ရဲ့တုပ်ဆေးစစ်ဆေးသူများလက်ဆက်မှာကားတွေကိုပြကန်းနေစီမပို့ခင်တုပ်ဆေးတွေကိုစစ်ဆေးဖို့အတွက်အထူးကျွမ်းကျင်တဲ့စစ်ဆေးသူအဖွဲ့တစ်ဖွဲ့ရှိပါတယ်သူတို့ရဲ့ရည်ချင်းတွေကိုအစင်တန်းပြီးဖို့တစ်နှစ်ကို4ချိန်အထူးဆောင်ရွက်ဖြည့်ဆို့ရပါတယ်နံပါတ်31 Prius ရဲ့ engine Toyota Prius ဟာကမ္ဘာပေါ်မှာ Backlight engine ပါတဲ့ပထမဆုံးကားဖြစ်ပါတယ်နံပါတ်32 Camry Corner Toyota Camry ကားတွေရဲ့နောက်ဘက်မှာတောင်းမှာတူညီတဲ့ဂျိုင်းခွက်တစ်ခုတွေ့ရလေးရှိတာကြောင့်အဲ့ဒီပုံတွေကိုမျှဝေဖို့အတွက်ရည်ရွယ်တဲ့ online အဖွဲ့အစည်းတောင်ရှိပါတယ်ဒါကို Camry တန်းဒါမှမဟုတ် Camry Corner လို့ခေါ်ကြပါတယ်နံပါတ်33သူတေသနာအသုံးစရိတ် Toyota ဟာသူတေသနာအတွက်တနာရီကိုပြန်မျှ$တစ်သန်းသုံးစွဲနေပါတယ်နံပါတ်34 Akio Toyota ဤစမ်းသပ်မှု Akio Toyota ကိုယ်တိုင်ဟာထုတ်လုပ်မှုမစမီ Gazoo Racing လမ်းသုံးကားတွေကိုကိုယ်တိုင်စမ်းသပ်မောင်းနေပါတယ်နံပါတ်35 FJ Cruiser ရဲ့ wiper FJ Cruiser မှာရှေ့လေကာမှန် wiper 3ခုတက်ဆင်ထားပါတယ်အမှန်တကယ်တော့ရှေ့မှန်ရဲ့တောင်ကျိုးနဲ့ပုံသဏ္ဍာန်ကြောင့် wiper 3ခုသုံးရတာဖြစ်ပါတယ်နံပါတ်36 Nano E လေဘေးစနစ် LS နဲ့ GS မျိုးဆက်သစ်တွေမှာ Nano E လို့ခေါ်တဲ့လေဘေးစနစ်ကိုအသုံးပြုထားပါတယ်ဒါအသားရည်နဲ့သပင်းကိုဆူဆွတ်စေပြီးကားတွန်းငန်းကိုလည်းအနံဆိုးတွေဖယ်ရှားပေးဖို့ဒီဇိုင်းထုတ်ထားတာပါနံပါတ်39 Toyota ရဲ့ကယ်တင်ရှင်1950ခုနှစ်မှာ Toyota ဒီဝါလီခန်လိုနီးပါးဖြစ်ခဲ့ပါတယ်အဲ့ဒီနှစ်လုံးမှာ truck ကအစီး300ပဲထုတ်လုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အမေရိကန်စစ်ပွဲမှာအသုံးပြုဖို့ရင်ပေါင်း9000ကျော်မှာယူခဲ့တာကြောင့် Toyota ကိုကယ်တင်နိုင်ခဲ့ပါတယ်နံပါတ်38 Toyota ရဲ့နှစ်စဉ်ဝင်ငွေဟာ Nissan, Honda နဲ့ Suzuki တို့ရဲ့ဝင်ငွေစုစုပေါင်းထက်ပိုများပါတယ်နံပါတ်39ပထမအဆုံးနောက်ပြန်ပြီး Toyota Corolla ဟာအဖြူရောင်နောက်ပြန်ပြီး white rubber seat light ကိုပထမအဆုံးမိတ်ဆက်ခဲ့တဲ့ကားဖြစ်ပါတယ်နံပါတ်40 Toyota ဟာကမ္ဘာအကြီးဆုံးကားကုမ္ပဏီတွေကတစ်ခုအဖြစ်နှစ်ပေါင်းများစွာရပ်တည်နိုင်ခဲ့တာကတော့အံ့ဩစရာမဟုတ်ပါဘူးသူတို့ရဲ့ရည်သွေးနဲ့စမ်းသစ်တွင်မှုတွေကတကယ်ကိုအထင်ကြီးကြပါဒီဗီဒီယိုလေးကတော့ Toyota ကားကုမ္ပဏီရဲ့စိတ်ဝင်စားစရာအချက်40ကိုပြပြခဲ့တာနောက်ဗီဒီယိုမှာဘာကြောင့်အားလေးသိချင်လဲဆိုတာကွန်မန့်မှာပြပြပေးခဲ့ပါဒါဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့